နေပြည်တော်မှာ73စီဝယ်ယူရလွယ်ကူစေဖို့ဆိုင်ပေါင်း69ဆိုင်မှာ QR Code စနစ်နဲ့ရောင်းချပေးနေပြီ။စွမ်းအင်ဝန်ကြီးဌာနရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက73စီပြက်လက်မှုမရှိစေရန်ကြက်မှတ်ဆောင်ရွက်လျက်ရှိပြီးနေပြည်တော်ကောင်စီနယ်မြေအတွင်း73စီများကိုQR Code စနစ်ဖြင့်ဆိုင်ပေါင်း69ဆိုင်မှာရောင်းချပေးလျက်ရှိတာနဲ့ပတ်သက်ပြီးသတင်းတော်မလင်းထက်အောင်ကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။73စီမပြတ်လက်စေရေးနဲ့73စီအမှန်တကယ်လိုအပ်သူများအစဉ်ပြေချုံးမှုစွာဝယ်ယူရရှိနိုင်စေရန်နဲ့မလိုအပ်ပဲတန်းစီပြီးအချင်းချင်းဝယ်ယူမှုများပပျောက်စေရန်အတွက်မော်တော်ယာဉ်များအတွက်ဝိတက်တွေပါရှိသည့်ဘားကုန်းနဲ့မော်တော်ဆိုင်ကများအတွက်ဝိတက်ပါအချက်လက်များကိုအသုံးပြုထုတ်ပေးထားတဲ့ကြွာကုတ်ကိုစကန်ဖတ်၍ application ဖြင့်စစ်ဆေးသည့်နည်းလမ်းဖြင့်ဆောင်ရွက်လျက်ရှိပါတယ်။လက်ရှိမှာတော့ဘားကုန်းနဲ့ကြွာကုတ်ကိုစကန်ဖတ်၍ application ဖြင့်အလိုလျောက်စစ်ဆေးသည့်နည်းလမ်းကိုနေပြည်တော်ကောင်စီနယ်မြေရန်ကုန်မြို့မန္တလေးမြို့နဲ့တောင်ကြီးမြို့တို့မှာအသုံးပြုလျက်ရှိပါတယ်။စုံမကတော့အဓိကတော့အိမ်စီးကားလေးတွေနဲ့ကျွန်တော်ဆိုင်ကယ်တွေပေါ့နော်နိုင်ငံတော်ထုတ်ပြန်ထားတဲ့အများပြည်သူသုံးခွင့်ရှိတဲ့ယာဉ်တွေရှိတယ်ပေါ့ကျောင်းပိုကျောင်းကြိုကားတွေတို့လုပ်ငန်းသုံးကားတွေတို့ကျွန်တော်တို့ပြီးရင်ခီးသက်တင်ယာဉ်တွေတို့ပြည်သူဝန်ဆောင်မှုပေးနေတဲ့ယာဉ်တွေပေါ့နော်နောက်အမိုက်သိန်းကားဆေးရုံကားအဲ့လိုကားတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစုံမတတ်မှတ်မထားပါဘူးခင်ဗျပြည်သူစီးတဲ့ကားတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစုံမနဲ့ခွဲပြီးတော့မှကျွန်တော်တို့အဲ့တိုင်ပဲ73စီကိုရောင်းချပေးနေပါတယ်ခင်ဗျအမြန်လမ်းပဲဖြစ်ဖြစ်ကျွန်တော်တို့လမ်းဟောင်းပဲဖြစ်ဖြစ်တခြားဒေသပဲဖြစ်ဖြစ်ပေါ့နော်ခရီးသွားလာနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိုင်းတရားပြည့်ပြီဆိုတာနဲ့သူမူလစထည့်ခဲ့တဲ့ data ပေါ့နော်အဲ့ဆိုင်ရဲ့ကျွန်တော်စီရောင်းပြေစာကိုယူလာရပါမယ်အဲ့စီရောင်းပြေစာကိုကျွန်တော်တို့နောက်သူအခုမိုင်းတရားဝင်းကျင်လောက်ရောက်သွားပြီဆိုတော့အဲ့ဆိုင်ဒီဇိုင်းကိုသူဝင်လိုက်ပြီဆိုဒီစီပြေစာလေးကိုပြပြီးတော့ကျွန်တော်တို့ခီးသွားတဲ့ဟုတ်ပါအဲ့အတွက်ကြောင့်မလို့နောက်ထပ်စီထပ်ဖြည့်ဖို့လိုလာတဲ့အတွက်ကြောင့်မလို့ထပ်ဖြည့်ပေးပါဆိုရင်လမ်းတွေမှာရှိတဲ့ဆိုင်တွေမှာကျွန်တော်ဖြည့်ခွင့်ပေးထားပါတယ်ဒါကိုလည်းကျွန်တော်ဝန်ကြီးဌာနကနေပြီးတော့မှသတင်းထုတ်ပြန်ထားဖြစ်ပါတယ်ခင်ဗျကျူဟာကို12 3 2026ကစပြီးစမ်းသပ်အသုံးပြုတယ်အစအသုံးပြုတဲ့ချိန်တုန်းကကျွန်တော်တို့စနစ်ကိုတဖြည်းဖြည်းနဲ့ version update မြင်လာအခုဆိုရင်စနစ်ထဲမှာကတခါတည်းစုံကားမာကားကိုခွဲပေးထားပြီးအိမ်စီးကားတွေပေါ့နော်အဲ့တော့ तू ကစုံရက်မှာမာကားလာထည့်တယ်ဆိုလို့ရှိရင်စနစ်မှာ तू ကဘာပြလဲဆိုတော့ထည့်လို့မရဘူးပြတယ်ပေါ့နော်မားရက်မှာလည်းစုံကားလာထည့်ထည့်လို့မရဘူးကျွန်တော်တခါတည်းအဲ့လိုမျိုးကန့်တက်ထားတဲ့စနစ်ကိုလုပ်ထားတယ်ဒီအခုကျူဟာနဲ့တတ်မှတ်လိုက်တဲ့အချိန်မှာရင်းတွေကိုထက်ကတန်းစီပြီးဖြည့်သွင်းလာပြီးမဖြစ်တော့ဘူးပေါ့နော်73ဒီဇိုင်းတွေအနေနဲ့တော့ကျွန်တော်တို့ကတော့အဓိကနံပါတ်1ချက်ကတော့ပေါ့နော်အများပြည်သူ73ဒီလွယ်လွယ်ကူကူဝယ်ယူရရှိဖို့ကနံပါတ်1ပေါ့နော်ပြီးရင်ဒီစီဇိုင်းတွေအနေနဲ့ကျွန်တော်73ဒီပြက်လက်တာမျိုးအယောင်ရက်တာမျိုးမဖြစ်အောင်ကျွန်တော်တို့ကဒါတောက်လျှောက်ပေါ့နော်ကျွန်တော်ဒီတို့ရဲ့စီလက်ကြံတွေပြီးလို့ရှိရင် supply chain တွေကျွန်တော်တစ်ချိန်လုံးစောင့်ကြည့်နေပါတယ်ပြီးရင်အခုသူ့ဆိုင်မှာစီလက်ကြံနေနေပြီဆိုတော့ကျွန်တော်တို့နောက်ထပ်စီကားထပ်ရောက်လာဖို့အတွက်ကျွန်တော်တို့ဘက်ကနေပြီးတော့မှ73စီတင်သွင်းသလောက်ဖြန့်ပြခြင်းအတင်းနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့မှစီကိုချိန်ပြီးရောက်ရှိအောင်ကျွန်တော်တို့ဒါတောက်လျှောက်စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေပေါ့ကားဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော်ဘာကုန်းနဲ့ကျွန်တော်တို့သွားပါတယ်ဆိုင်ကယ်ဆိုရင်တော့ကျွန်တော်တို့ဝိတက်ကိုလက်ခံရယူပြီးတော့ QR code ထုတ်ပေးနေပါတယ်ခင်ဗျကျွန်တော်စေတံမှာဆိုရင်တော့မရက်ဆိုရင်တော့ကားစီးရအများများပဲဗျစုံရက်ဆိုရင်တော့ပုံမှန်ပါပဲဗျ QR code ဖတ်လို့ရှိရင် error ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့error ကိုဖြေရှင်းတဲ့ကျွန်တော်တို့ဒီဌာနဆိုင်ရာစုပေါင်းပြီးတော့ group လေးဖွဲ့ထားတာရှိပါတယ်အဲ့မှာပဲကျွန်တော်တင်ပြပြီးတော့ဆက်လက်ဆောင်ရွက်ပါတယ်ခင်ဗျကျူဟာစနစ်နဲ့ဖတ်လိုက်တဲ့အခါကျတော့ကိုကားပေါ်မှာတန်တရားကင်းသွားတာပေါ့နိုင်ငံတော်သတ်မှတ်တဲ့လိုင်စင်ပေါ်မှာလည်းတန်တရားကင်းသွားပြီးတော့မှအားလုံးဆင်ပြေပါတယ်ခင်ဗျထိုင်ကယ်တွေကိုမားရက်ဆိုမားရက်ဆုံးရက်ဆိုဆုံးရက်ရောင်းချပေးလျက်ရှိပါတယ်ခင်ဗျာကားတွေဆိုလို့ရှိရင်လည်းဘားကုတ်ကိုဖတ်ပြီးတော့ကျွန်တော်တို့စကင်ဖတ်ပြီးဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာအဲ့ရတဲ့ခါမှာလည်းကျွန်တော်တို့ဒီလက်ရှိတော့ကျွန်တော်တို့ရင်းနှီးတဲ့ပစ္စည်းကနေပြီးကာညနာရဲ့ update ဟာလေးတွေကျွန်တော်ပေးထားတဲ့အတွက်ဒါလေးတွေကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်စုံမနဲ့ကိုပြေဝတ်စီထည့်ပေးနေတဲ့ကြောင့်မလို့အလုံးတော့လောလက်ရှိလောက်ရတာအဆင်ပြေပါတယ်ထည့်ရတာကျူဟာပုတ်နဲ့ကြတော့ကျွန်တော်တို့ကပို့ပြီးတော့သဘောကျပါတယ်နောက်ပြီးတော့စီတန်းစီရတာလည်းတက်တာသလိုဝက်တောက်ကားတွေအတွက်လည်းကာဝယ်ပြီးဖြစ်သွားတာပေါ့စုံမဆိုတော့သူ့ရက်နဲ့သူဖြစ်သွားတဲ့ကြောင့်မလို့ကားတန်းစီရတာတက်တာသွားတာကျွန်တော်တို့မှာပန့်က6တိုင်ရှိပါတယ်ခင်ဗျအဲ့ဒီမှာပန့်တိုင်ကိုကျွန်တော်တို့ကလူ2ယောက်လုံးနဲ့ကျွန်တော်တို့ခွဲချက်ပြီးတော့ကျွန်တော်ရောင်းချပေးနေပါတယ်ခင်ဗျကျူဟာကုတ်မှာ error တက်လို့ရှိလို့ရှိကျွန်တော်တို့ကပြင်မနာရေနံရုံးကိုကျွန်တော်ဆက်သွယ်ပြီးလို့ဒီ update ပြန် down ပြီးတော့ချက်ချင်းလုပ်ပေးပါတယ်ခင်ဗျကျွန်တော်တို့ဒီမွန်ဆန်းနေပြီးတော့တူအနေနဲ့ကျွန်တော်တို့ကဒီ24နာရီကျွန်တော်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျကျွန်တော်တို့ကရတဲ့ခွဲတန်းလေးကိုကျွန်တော်တို့ကားတွေကိုကျွန်တော်တို့ကတတ်မှတ်ရှိမရှိပဲနဲ့ရောင်းချပေးနေပါတယ်စုံမရက်အတိုင်းပဲကျွန်တော်မရက်ဆိုလို့ရှိရင်ကန့်သက်ချက်တော့မရှိပါဘူးကျမတို့စီအပြည့်အဝအကုန်လုံးရပါတယ်စုံမခွဲထားတဲ့ခါမှာတော့ပို့ပြီးတော့အဆင်ပြေပါတယ်တန်းစီစရာလည်းမလိုတော့ဘူးပေါ့နော်သူရက်နဲ့သူစီဖြည့်ခွင့်ရတယ်ပေါ့နော်ဘယ်ဆိုင်မှာပဲဖြည့်ဖြည့်လို့ရတယ်ဒီလိုလှုပ်ထားတာပိုကောင်းပါတယ်စွမ်းရည်ဝန်ကြီးဌာနအနေဖြင့်လည်းနေပြည်တော်ရှိရင်းနှီးထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ online monitoring center တွင်73စီတင်သွင်းသို့လောဖြန့်ဖြူးရောက်ချခြင်းလုပ်ငန်းစဉ် supply chain တစ်လျှောက်ကိုစောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်းတို့အပြင်ပြည်တွင်း73စီဖူလုံမှုရှိစေရေးကိုလည်းအထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်